ဒီ crazy raw ကကျွန်တော်တို့ဒီမှာပါကျွန်တော်တို့ဒီ perfect နဲ့တူတူပါပဲ perfect တို့ bioman တို့လိုပါပဲသူက software ရတာတော့သူကမတူဘူးဗျဆိုတော့ခင်ဗျာဒီလိုလေးဆော်ရတာပါသူကဒီကြောက်ခဲလေးနဲ့လှမ်းပြရတဲ့ဟာဗျဒီမှာဆိုရင်ကျွန်တော်တို့ဒီလိုလို့ဆိုမရပါဘူးသူကကျွန်တော်ဒီလိုတက်သွားဟောအဲ့လိုမျိုးဆိုရပါတယ်ဒါဆိုကျွန်တော်ပထမတစ်ချက်ကကျွန်တော်ကလွဲသွားတယ်လို့ကျွန်တော်ခြေသုံးပွင့်မရပါဘူးဒုတိယတစ်ချက်မှာခြေနှစ်ဒုတိယတစ်ချက်မှာမှန်တယ်လို့ခြေနှစ်ပွင့်ရပါတယ်ဆော့ရလွယ်ပါတယ်ဆော့ရလဲမခတ်ပါဘူးတကယ်လို့ကျွန်တော်ဆော့တဲ့ချိန်မှာကျွန်တော်တို့ပေါ့ဖေးသွားလို့ရှိရင်လည်းကျွန်တော်တို့ဒီဟာကကျွန်တော်ကြော်ညာကြည့်လို့ရှိရင်ကျွန်တော်တို့ကျဲသုံးပွင့်ရပါတယ်ကြော်ညာတစ်ပုတ်ကြည့်ပြီးလိုက်ကျဲသုံးပွင့်ရပါတယ်သူ့မှာ mission လေးကကျွန်တော်တို့ဒီလိုပါပဲကျွန်တော် bioman တို့ perfect တို့လိုမျိုးပါပဲကျွန်တော်တို့ဒါမှဆိုကျွန်တော်တို့ဒီပေါ်ဆုံးမှာဆို9ယောက်တနေ့ကို9ယောက်ရပိုင်းဖွင့်လို့ရှိရင်ကျွန်တော်တို့ဒီ queue ဟွာလေး queue မှုတ်တဲ့ဟာပုံစံလေးရေကျွန်တော်တို့ဒီ start ဒီပေါ့လေးပေါ့သူရဲ့ဟွာပေါ့ဗျာကျွန်တော် item ပေါ့ item 30ရပါတယ်ကျွန်တော်ဒီဟာမှာဆိုရင်ကျွန်တော်တို့ complete time ဆိုတာကျွန်တော်ဒီဟာ perfect တို့လိုပါပဲကျွန်တော်ဒီဟာကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီဟာဒီနေ့ mission ပြီးသွားလို့ပါကျွန်တော်ဆော့တာတော့ perfect တို့ bioman တို့ဆော့ဘူးရဆိုရင်တော့ဒါတွေက AC တီးပြီးသားဖြစ်မှာပါကျွန်တော်ဒီလိုပဲဆော့ရတာပါဒီကပေးရတာလည်းတော့မြန်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ဆိုရင်ဒီကောင်းကကျွန်တော်ဒီနေ့မှဖွင့်တာကိုကျွန်တော်ဒီအခုဒေါ်လာ 3.78 ရာကျွန်တော်ထုတ်တာလည်းကျွန်တော်perfect တို့ဆိုရင်ကျွန်တော်$6ကျော်မှထုတ်လို့$9ကျော်မှထုတ်လို့ရတာပါဒီမှာဆိုကျွန်တော်$5ကျော်ဆိုရင်ထုတ်လို့ရပါပြီကျွန်တော်ဒီနေ့ဆိုရင်ကိုကျွန်တော်$3ရပါပြီအဲကြောင့်ဆော့ကြည့်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ပြီးလို့ရှိရင်ဒီမှာဆိုလည်းကျွန်တော်တူပါပဲဒီမှာဆိုလည်းကျွန်တော်တို့withdrawဆိုရင်ကျွန်တော် 0.2 တူပါပဲကျွန်တော် perfect တူလို့ပါပဲဒီမှာဆို grand price မှာဆိုရင်တော့သူကlevel 90ရောက်လို့ရှိရင်တော့ K1600 ရတယ်ကျွန်တော်ဒီနေ့ကကျွန်တော်က level 1ခု2ခု3ခု4ခုတောင်ဖြတ်ပြီးတော့လို့ကျွန်တော်က$3ရတာပါ82%ရှိနေပါပြီဒီနေ့တည့်ရတဲ့ဆော့တာရှိပါသေးတယ်ဒါကျွန်တော်မိတ်ဆွေတို့အနေနဲ့လိုက်ပြီးဆော့ကြပါလို့ကျွန်တော်ပြောချင်ပါတယ်မိတ်ဆွေတို့အခုပြောချင်တာကအားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့အခုပြောချင်တာကကျွန်တော်တို့ online ကနေပြီးတော့ game ဆော့ပြီးကျွန်တော်ပတ်စံဝင်တဲ့အကြောင်းအရာလေးတွေကိုပြောချင်ပါတယ်ကျွန်တော်တို့ game ဆော့ပြီးပတ်စံဝင်တဲ့နေရာမှာကျွန်တော်တို့ perfect တို့ကျွန်တော်တို့ဒီ perfect တို့ bioman တို့အဲ့လိုမျိုးပဲအခုနောက်ပိုင်းကတော့အဲ့ perfect တို့ bioman တို့ကရတာတိတ်ပြီးတော့မြင်မရတော့ဘူးပေါ့ဗျာသူကအဲ့လိုမျိုးနည်းနည်းလေးထွက်တာကြာပြီဆိုတော့အဲ့လိုမျိုးဗျကျွန်တော်လည်းဆော့ပါတယ်ကျွန်တော်လည်းရခဲ့ပူပါတယ်အခုတလော့ခက်စားနေရတယ်ကျွန်တော်ဒီ crazy raw ပေါ့ crazy raw ကတော့အခုနောက်ပိုင်းမှာထွက်လာတဲ့ game လေးပါသူကကျွန်တော် perfect တို့လိုပဲဆော့ရတာဆော့ရတဲ့ပုံစံကြီးကတော့တူပါတယ် mission တွေပါလည်းပါပါတယ်အဲ့တော့ကျွန်တော်တို့ crazy raw ကိုကျွန်တော်တို့ကဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့VPN ခံပြီးမှဖွင့်ရပါတယ် VPN ခံပြီးမှသူက Play Store ထဲမှာ VPN ခံပြီးမှကျွန်တော်တို့ဖွင့်လို့ရပါမယ်ကျွန်တော်တို့ဒီနိုင်ငံမှာတော့မရှိပါဘူး Play Store ထဲမှာ VPN ခံပြီးဖွင့်တဲ့နေရာမှာကျွန်တော်ကတော့ဒီကြမ်းကိုတုံးပါလေကြမ်းတုံးတဲ့နေရာမှာကျွန်တော်က VPN ဝယ်ထားတော့PNB ဝယ်ထားတော့ကျွန်တော် Premium ဆိုရင်တော့ကျွန်တော်ပို့ပြီးတော့အဆင်ပြေပါတယ်တုံးရတာပေါ့နော်မိတ်ဆွေတို့နဲ့ Premium မဟုတ်ဘူးလို့ဆိုလဲ free သုံးလို့လည်းရပါတယ်ကျွန်တော်ကတော့ဒီဟာကိုကျွန်တော်Dojo server ချိတ်လိုက်ပါတယ်Dojo server ချိတ်ပြီးသွားရင်ကျွန်တော်တို့ crazy raw ကိုကျွန်တော်တို့ဖွင့်မှာ crazy raw ကိုကျွန်တော်ဝင်ပြပါမယ် crazy raw ကိုကျွန်တော်ဒီမှာပါဒီ crazy raw လေးဝင်ပြီးလို့ရှိရင်ခဏစောင့်ပါဒေါ်တင်ထဲမှာခဏစောင့်ပါ
စောင့်ပြီးတော့ကျွန်တော်ဒီလိုပါပဲကျွန်တော်တို့ back fight တို့ကျွန်တော်တို့ bioman တို့လိုပါပဲသူကဆော့ရလဲလွယ်ပါတယ်သူကကျွန်တော်တို့ဒီမှာ mission တွေဒီနောက်မှာ mission တွေအကုန်လုံး back fight တို့ပါလို့လည်းတူတူပါပဲသူကကျွန်တော်တို့နိုင်ငံ3ရက်လောက်နေကိုပဲကျွန်တော်တို့ပတ်စံထုတ်လို့ရနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒါဒီလာပြောပြတာပါမိတ်ဆွေတို့အနေနဲ့ဒီဟာလေးကိုစော့ကြည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်online ကနေပတ်စံရတစ်ဖက်တစ်လမ်းနေရအောင်လို့ပေါ့နော်အဲ့လေးကျွန်တော်ပြောချင်ပါတယ်အဲ့ဒီလာပြောပြတာပါအားလုံးကျေးဇူးတင်ပါတယ်